ရောက်ရှိနေနေရက fan chalk choin ဖြစ်ပါတယ် Hello အားလုံးပဲမင်္ဂလာပါရောကိုက်ဟာတာကင်းနေပြီးတော့ဘော်ရာတို့အကုန်လုံးကိုကြိုဆိုလိုက်ပါတယ် Merry Christmas လို့ပြောချင်ပေမဲ့လည်းဘော်ရာတို့ကိုနည်းနည်းလေးနီလမ်းမိဆိုဖြစ်သွားတဲ့အတွက် sorry ပါမောင်တိတ်လောလောဆယ်ချုပ်ချိုင်းဆိုတဲ့ဒီပန်းညံနေတဲ့ရောက်ရှိနေရဖြစ်ပါတယ်ဆိုတော့မောင်တိတ်ခီးလေးတွေတောက်လျှောက်ထွက်ဖြစ်နေရပေါ့နော်ဆိုတော့ပြက်လက်မိရရှိရင်လည်း sorry ပါဆိုတော့ချုပ်ချိုင်းရဲ့အလှတရားလေးတွေကိုဘော်ရာတို့အကုန်လုံးကိုလိုက်ပြပါမယ် let's go ဆိုတော့ပန်းလေးကအင်မတန်လှရပေါ့ဘော်ရာတို့မောင်တိတ်တော်တော်တာယာနေပါပြီ easy ပါပဲဘော်ရာတို့ပြောဖို့ရန်ကောင်းတယ်အရန်လေးလှတယ်ရာသီဥတုကလည်းတာရတယ်ဘန်ကောက်ကနေဆိုလို့ရှိရင်2နာရီခွဲလောက်ပဲကားမောင်းရတယ်ပေါ့နော်ဆိုတော့ပန်းညံတော့အခြေကြီးပဲမောင်တိတ်ဆက်ပြီးတော့လိုက်ပြပါအောင်မယ်ဆက်ကြည့်ပြီးတော့ပေါ့ခဏလေးစောင့်လောလောဆယ်6ချိုင်းပန်းချန်တွေမှာမောင်ဟာတိတ်ရဲ့ viewer တယောက်နဲ့ fan တယောက်နဲ့ပရိသတ်ကြီးစားနဲ့တော့တွေ့ရပြီ Hello ပရိသတ်ဖြစ်ပြီအားလုံးပြောတယ်Ohio ဒါတော့ Hatake ဖြစ်ပါတယ်ဆိုတော့နောက်တစ်ခါမှထပ်တွေ့ပါမယ်ဒီက Commerce Station ရောက်နေပါပြီဆိုတော့ let's go Commerce Station ထဲမှာဗာလေးရှိတယ်ဆိုတာလိုက်ပြပါမယ်လောဆယ်စပိန်လေးတွေ့နေရတယ်စပိန်လေးလည်းငှားလို့ရတယ်ဒစီကို150လားမသိဘူးလေးအေးနေရမိုက်တယ်ရောတော်တော်မိုက်ပါတယ်ရောပဲ Oh my god Hello မင်္ဂလာပါ Hello တိုက် Are you sleeping ကောင်းဝိုင် station မှာမြင်းလေးတကောင်တော့အိမ်နေပါပြီမြင်းလေးလားမြီးလေးလားမြင်းလေးဖြစ်မယ်ထင်တယ်မြင်းလေးအိမ်နေပါပြီနော်နိုင်ခွဲလေးကြာတယ်ဘန်ကောက်ကနေပြီးတော့နည်းနည်းလေးတော့ကားမောင်းရတယ်ဘက်ရောက်လို့ရှိရင်တော့ဘော်ဒါတို့အမောပန်းကြီးပြည်သွားမယ်ဆိုတော့ကိုမောင်တိတ်ရှုံးချီထားပါတယ်ဆိုတော့ Thank you ပါဘော်ဒါတို့ see you in next video ဘော်ဒါတို့လည်း6ချိုင်လာမယ်ဆိုလို့ရှိရင်မောင်တိတ် Google Map လေးချပေးထားပါမယ် bye bye